အေဟာရီတိုင်းဒေသကြီးကျောင်းကုန်းမြို့နဲ့ညောင်သာယာကြီးရွာအောင်မင်္ဂလာကျောင်းတိုင်းမှာလျှက်စင်မီများမရပါဘူးခင်ဗျာနော်လျှက်စင်မီများမရောက်သေးသောနေရာဖြစ်ပါတယ်လျှက်စင်မီများမရောက်သေးတာကြောင့်ဒီမှာညဘက်ဆိုရင်လောလောဆယ်မှာတော့ဒီဖရားကမီများလဲတိုင်များပျက်စီးနေတာကြောင့်လောလောဆယ်မှာစလိုက်မီတွေလည်းပြတ်နေပါတယ်ပေါ့နော်အဲဆိုနောက်နေ့မှာဒီစလိုက်မီများလည်းလူရန်လို့ရပါတယ်ဒါကတော့ကျောင်းဝင်ဟိုတိုင်းဖြစ်ပါတယ်ဒီဟာဒါကတော့ဒီပြည်နေမောင်လေးမီလင်းနေတာတော့ကျောင်းဆောင်ကြီးဖြစ်ပါတယ်နော်ဆရာတော်နဲ့တကွာကျောင်းရှိတန်းကတော့အများသတင်းသုံးနေထိုင်ပါတယ်ဒီဘုရားရဲ့ပေးမှာတော့တိမ်ဖြစ်ပါတယ်ဒီဘက်ပေးမှာတော့ငရေယုံပေးရနဲ့ရှိနေပါတယ်ဘာဘူးမင်းကောင်တန်းတန်းလေးဒီဘက်မှာရှိနေပါတယ်ခொနည်းသားသမီးပေါင်းရာဟုစွာသမီးပေါင်းကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့တပည့်တော်ဝကများကျွန်တော်ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်များအားလုံးရွာကြီးစီတီနေတော့ကြီးဖုံကြောင်းလေးမှာလျှက်စင်မီများဆိုလာမီများလိုအပ်ပါတယ်လိုအပ်သောနေရာမှာလိုအပ်သောလူချင်းကမွန်မြတ်သောဌာနဖြစ်ပါတယ်အဲဒါလူရန်မီဆိုပါကဆက်သွယ်ပြီးတော့မှလူရန်နိုင်ပါတယ်ဆရာတော်နဲ့တိုက်ရိုက်ဆက်သွယ်ခြင်းနဲ့ဆိုရင်လည်းဆရာတော်ကျွန်တော်ကိုပြောပါကျွန်တော်ဆရာတော်ရဲ့ဖုန်းနံပါတ်လေးကိုချပေးပါမယ်ခင်ဗျာဆရာတော်နဲ့ဖုန်းတိုက်ရိုက်ပြောတာလည်းပြောလို့ရပါမယ်ခင်ဗျာကျွန်တော်ကတော့ကျွန်တော်စီရောင်းကမှတဆင့်လူချင်းနေဆိုရင်လည်းကျွန်တော်လူပေးပါမယ်ခင်ဗျာကျွန်တော်ရှိနေတဲ့အချိန်မှာတော့ဒီမှာလူတန်းမှုတွေကိုချက်ချင်းဗီဒီယိုရိုက်ပြပြီးတော့ line မို့လေးတင်ပေးပါမယ်ခင်ဗျာเนาะကျွန်တော်တို့ဒီလူတန်းလိုက်တဲ့လူတန်းပစ္စည်းတွေကိုကျွန်တော်ချက်ချင်းဗီဒီယိုဝယ်ပြီးရတဲ့ချက်ချင်းဗီဒီယိုရိုက်ပြီးတော့မှ line မို့လေးတင်ပေးပါမယ်လူရှင်တွေတခါတည်းမြင်ပြီးတော့မှဝန်သားချင်းလူရအောင်လို့ပါညပိုင်းဒီမှာတော့အခုလိုပဲမောင်မွေးနေပါတယ်နော်ဆိုလာမီဒါကတော့ကျွန်တော်ဆိုလာမီလေးကျောင်းဆောင်နေရနေပြီးတော့ယူလာတာပါပဋ္ဌာန်းရွတ်ဖို့အတွက်ပါအခုလိုမျိုးလင်းဘုဒ္ဓဆိုတော့ဒီဆိုလာမီဒီကတော့တညာလုံးခံတယ်လို့ပြောပါတယ်အဲ့တော့လူရှင်တွေအနေနဲ့လူချင်းနေဆိုရင်တော့ကျွန်တော်ဆရာဆိုင်တို့ရှန်ကိုဆက်သွယ်နိုင်ပါတယ်လက်ရှိတော့ဒီကျောင်းမှာတုံးလိုဘက်ဖြစ်ရှိနေပါမယ်ခင်ဗျာအားလုံးပေးရန်ခင်ကွာချမ်းသာကြပါစေ